စာနီတင်ချိုင်းဘရင်အပိုင်းဆက်လေးအမှောင်အရှင်ဤပြန်လာခြင်းတောထဲမှာနေအောင်ကအနှဲငယ်တိမ်အောက်မှာဖုံးနေတဲ့လေကအရင်ထက်အေးဆက်လာပြီးတစ်ပင်ရွက်တွေလှုပ်ခါတန်တာတာထွက်နေတယ်။ဇာနီနဲ့ဧကရီနှစ်ယောက်တောလန်းလေးပေါ်မှာရက်နေကြတယ်။တစ်ဖက်မှာမကြခင်ကပဲတိုက်ခိုက်ပြီးပြုတ်ကျသွားတဲ့လူနှစ်ယောက်ရှိနေတယ်။တတိယလူကတော့အနက်ရောင်မီးခိုးအဖြစ်ပျောက်ကွယ်သွားပြီ။တောထဲကလေကထူးဆန်းသလိုခံစားရတယ်။ဇာနီမျက်လုံးတင်းသွားတယ်။မပြီးသေးဘူး။ဧကရီအံ့ဩသွားတယ်။ဘာမပြီးသေးတာလဲ။ဇာနီလေထဲကိုနားထောင်သလိုရက်နေတယ်။သူ့စိတ်ထဲမှာစွမ်းအားတစ်ခုခံစားနေတယ်။အဲ့ဒါအမောင်စွမ်းအားဒါပေမဲ့အရင်ကထက်ပိုပြီးပြင်းထန်တယ်။ရုတ်တရက်တောထဲကအရိပ်တွေလှုပ်ရှားလာတယ်။တစ်ပင်ကြားထဲကနေလူတစ်ယောက်ဖြည်းဖြည်းလမ်းလျှောက်လာတယ်။သူအရှိအနက်ရောင်အဝတ်ဝတ်ထားတဲ့မျက်နှာတစ်ဝက်ကိုအနက်ရောင်မျက်နှာဖုံးနဲ့ဖုံးထားတယ်။သူ့ပတ်လည်မှာအနက်ရောင်မီးခိုးလိုအရိပ်တွေလှုပ်ရှားနေတယ်။ဇာနီချက်ချင်းဓာတ်ကိုဆွဲထုတ်လိုက်တယ်။မင်းဘသူလဲ။အဲ့ဒီလူရက်လိုက်တယ်။ပြီးတော့နည်းနည်းရေလိုက်တယ်။ငါ့ကိုမမှတ်မိဘူးလား။ဇာနီမျက်လုံးတင်းသွားတယ်။အဲ့ဒီအတန်အရန်အကျွမ်းတဝင်ဖြစ်နေတယ်။အဲ့ဒီလူမျက်နှာဖုံးကိုဖြည်းဖြည်းဖြုတ်လိုက်တယ်။ဧကရီအသက်ရှူရက်သွားသလိုဖြစ်သွားတယ်။အဲ့ဒီလူမျက်လုံးတွေအနက်ရောင်နဲ့မီးတောက်လိုတောက်နေတယ်။သူပြုံးလိုက်တယ်။ငါပြန်လာပြီ။ဇာနီမျက်လုံးကျဲသွားတယ်။မင်းသူ့အတန်နှိပ်သွားတယ်။အမောင်နှက်ဖျားဧကရီအံ့ဩသွားတယ်။ဘာအဲ့ဒီလူရဲလိုက်တယ်။ဟုတ်တယ်။ငါမသေးခဲ့ဘူး။သူလက်ကိုဖြည်းဖြည်းမြောက်လိုက်တယ်။လေထဲမှာအနက်ရောင်စွမ်းအားတွေလှုပ်ရှားလာတယ်။မင်းထင်တယ်လို့မဟုတ်ဘူး။ဇာနီငါစွမ်းအားအစိတ်ပိုင်းတွေအများကြီးရှိတယ်။မင်းဖြတ်လိုက်တာတစိတ်တစ်ပိုင်းပဲ။ဇာနီမျက်လုံးတင်းသွားတယ်။ဒါဆိုဒီတစ်ခါအပီးတိုင်ဖြတ်မယ်။အမောင်အရှင်ပြုံးလိုက်တယ်။မင်းယုံကြည်မှုအရန်ရှိနေတယ်။သူဧကရီကိုလှည့်ကြည့်လိုက်တယ်။ဒါပေမဲ့မင်းအားနည်းချက်ရှိလာပြီ။ဇာနီမျက်လုံးတင်းသွားတယ်။သူ့ကိုမထိနဲ့။အမောင်အရှင်ရေလိုက်တယ်။ဒါပဲလား။အချစ်ဆိုတာလူသားတွေကိုအားနည်းစေတယ်။ဧကရီကြောက်သွားတယ်။ဒါပေမဲ့သူမဇာနီနားကိုနီးကပ်လာတယ်။ဇာနီအတန်နှိမ့်နှိမ့်နဲ့ပြောလိုက်တယ်။ငါနောက်မှာရက်နေ။အမောင်ရှင်လက်ကိုမြောက်လိုက်တယ်။စမ်းကြည့်ရအောင်။ချက်ချင်းလေထဲမှာအနက်ရောင်မီးတောက်တွေပေါ်လာတယ်။ဖုံးမီးတောက်တွေဇာနီစီကိုဓာတ်ရိုက်ပြေးဝင်လာတယ်။ဇာနီဓာတ်ကိုမြောက်လိုက်တယ်။ရှက်အလင်းတန်းကြီးတစ်ခုထွက်သွားတယ်။မီးတောက်နဲ့အလင်းတိုက်မိသွားတယ်။ဒုံတောတစ်ခုလုံးတုန်ခါသွားတယ်။ဧကရီမျက်လုံးကျဲသွားတယ်။သူမအခုမှသိလာတယ်။ဇာနီရဲ့စွမ်းအားအမှန်ကိုဇာနီလေထဲကိုခုန်တက်လိုက်တယ်။ဒီတစ်ခါသူဓာတ်ကိုမြောက်လိုက်တယ်။မင်းမလွတ်ဘူး။ရှူးဓာတ်အလင်းတန်းတစ်ခုအမောင်ရှင်စီကိုပြေးဝင်သွားတယ်။ဒါပေမဲ့အမောင်ရှင်လက်တစ်ဖက်နဲ့အလွယ်တကူဖမ်းလိုက်တယ်။သူပြုံးလိုက်တယ်။မင်းအားနေသွားပြီ။ဇာနီမျက်လုံးတင်းသွားတယ်။အမောင်အရှင်ဆက်ပြောလိုက်တယ်။အကြောင်းကသူဧကရီကိုလှည့်ကြည့်လိုက်တယ်။သူပဲဧကရီအံ့ဩသွားတယ်။ကျမအမောင်အရှင်မျက်လုံးတွေတောက်လာတယ်။မင်းမသိသေးဘူး။မင်းဘယ်သူဆိုတာ။ဇာနီမျက်လုံးတင်းသွားတယ်။ဘာဆိုလိုတာလဲ။အမောင်အရှင်နည်းနည်းရေလိုက်တယ်။သူကလူသားမဟုတ်ဘူး။လေထဲမှာတိတ်ဆိတ်မှုပြန်ဖြစ်သွားတယ်။ဧကရီမျက်လုံးကျဲသွားတယ်။ဇာနီမယုံသလိုဖြစ်သွားတယ်။မဖြစ်နိုင်ဘူး။အမောင်ရှင်အတန်နှိမ့်နှိမ့်နဲ့ပြောလိုက်တယ်။သူကရှေးဟောင်းအလင်းနဲ့မင်းမျိုးရိုးငါရဲ့အကြီးဆုံးရန်သူဧကရီမျက်လုံးတွေတောက်လာတယ်။သူမခန္ဓာကိုယ်ပတ်လည်မှာအလင်းဖြော့ဖြော့တောက်လာတယ်။ဇာနီအံ့ဩသွားတယ်။ဧကရီလက်ကိုကြည့်လိုက်တယ်။သူမခန္ဓာကအလင်းတန်းတွေပေါ်လာနေတယ်။သူမအတန်တုံနေတယ်။ကျမဘာဖြစ်နေတယ်။အမောင်အရှင်ရေလိုက်တယ်။နောက်ဆုံးတော့နတ်စွမ်းအားနိုးလာပြီ
လေထဲမှာအလင်းနဲ့အမှောင်စွမ်းအားနှစ်ခုတိုက်ခိုက်ဖို့ပြင်ဆင်နေတယ်။စာနီတင်ချိုင်းဘရင်ဧကရီအလင်းနဲ့မင်းမျိုးရိုးသူတို့နှစ်ယောက်အမှောင်ရှင်နဲ့တိုက်ခိုက်ဖို့ရှိနေတယ်။တောတောင်ကြားမှာနောက်ထပ်စစ်ပွဲကြီးစတင်တော့မယ်။ဆက်ရန်